ကောင်ဖြစ်တဲ့တင်ရောဒါတွေသိနေတယ်။ဒါကညီမလေးပေးတဲ့ဂွန်းရံနဲ့အကောင်ဖြစ်အောင်ပြမယ်။ဒါလဝါဆန္ဒ။ဒါလည်းဝါပေါ်တင်လာတာပါလေးလေ။ကျေကျေပြောဦးလေးဒီကနေဘနောင်းနဲ့ပုံမယ်လက်ညှိုးနဲ့ထိုးမယ်။အဲ့ဒီဂွန်းရံတပြေးပြေးနဲ့အကြောင်ပြောင်းမယ်။ပြီးရင်တရံပြောင်းမယ်။ဒီအဲ့ဒီဂွန်းရံကနေအကောင်ဖြစ်မယ်။ခဲကြည့်အောင်။ဒါဆိုတော့ကြည့်လို့ကောင်းပြီနော်။ဘုတ်ပစ္စည်းမို့တော့ခဲစမယ်။ဂွန်းရံကနေဘာကောင်ဖြစ်မှလဲတဲ့။ဂွန်းရံကနေမွေဖြစ်မယ်။ခဲကြည့်အောင်။ဘာဖြစ်တာလဲ။ဝေကြောက်လို့လားအကြောင်းနဲ့သူကကြိုက်ကာသာနည်းနည်းလာတယ်ပြီးမှသေးတာတော့တယ်မသေးသေးဘူးကဲဘုန်းတရားဆိုင်ရင်သေးတယ်လို့ပြောလို့ဘယ်သူမှယုံမှာမဟုတ်အဲ့တော့လက်တွေ့ကြည့်အောင်ဒါမွေကြောက်လို့လားဟုတ်ပြီမွေကြောက်ရင်ကြည့်လို့ဦးလေးလက်ပေါ်မပြောင်းအောက်မှာချပြမယ်အားလုံးနဲ့တန်လျာကင်းသွားမင်းလည်းအန်လျာကင်းအောင်ဟုတ်ပြီလားအမှစီးဝိုင်းတွေ့လားလို့ဟုတ်ပြီဒီနေ့သုံးဆိုအောက်ကိုပြစ်ချလိုက်နောက်တော့ထားမလဲဟုတ်ပြီနောက်မှကြတယ်ချိန်က50မာဒိတ်ဘယ်နှချိန်လဲနောက်တဲ့ဘယ်နှချိန်ကျန်လဲအမညနာတော့တပြေးပြေးကြီးရွက်လောက်ပဲရှိတယ်အမမကြောက်နဲ့ကြားလားနော်အောက်ကူညီတဲ့ကလေးမွေကိုက်လို့သေးတာများတယ်နော်အဲ့ထဲမှာမင်းမပါဘူးနော်ကဲချိန်နာအမ50မာဒိတ်အေးဟာဒီခြေထောက်တစ်ဘက်ကပြေးတော့ပူရာဒီခြေထောက်အေးမင်းအကြောက်မကြောက်တော့ဒီခြေထောက်တစ်ဘက်ကတော့ဆင်းနေတယ်အမ50တော့ပြေးပြေးချကိုကလေးနည်းနည်းနောက်ဆုံးဘေးကြောက်ရင်နည်းနည်းလေးနောက်ဆုံးကဲဦးလေးဖမ်းပြမယ်ဝိုင်းထဲမှာပညာတယ်များပါရင်တောင်းမှန်ပါတယ်မတိုက်ကြပါနဲ့ဝေပြမှာမို့လို့တိုင်းမှာဖြစ်မယ်ဆိုလဲဝင်တိုက်အသက်44နှစ်သပင်လိုချင်နှုတ်ပေးမယ်ဝေစားလိုချင်ချိုးပေးမယ်တေအောင်တော့တိုက်မသေးလို့ကုန်းထလာရင်အိမ်ပြန်ခမားမရောက်ခင်ကျွန်တော်နဲ့အခွေလိုက်အောင်ပို့ပညာတယ်မကြောက်ဘူးကြောက်တာတခုပဲရှိတယ်အောင်းရင်မှာတိုက်တဲ့အဖလေးတော့ကြောက်နိုင်ရင်ကောင်းတယ်မနိုင်ရင်အန္တရာယ်များမှာဆိုလို့ဒါကြောင့်မို့အကာအကွယ်တော့ယူကျွန်တော်ထောင်မာလားဆောင်းကမာလားတဲ့ကာစီရလည်းဘာမှမပါဘူးတစ်တာတဲ့အထက်ပြမလားမပြဘူးမွေပါလို့မွေဖြစ်တယ်ပြောဦးမယ်ပြောကျွန်တော်မှပါလာတဲ့တန်ဘူးတော့ဒီနှစ်သုံးမွေဖြစ်ပါဒါမတ်တဲ့ရအမှန်တိုင်းပြောမလားလိန်ပြောမှာလားသဘောကြတယ်ရှေ့တို့ချောင်းကြည့်ဝန်ရမွေဖြစ်ပြီလားဟမ်ဘာဖြစ်ပြီလားဘာကောင်ဖြစ်ပြီလဲဘာရှိလဲသားဝန်ရတော့မင်းပြောမှာလားငါလည်းသိတော့ဒီနေ့ကောင်ရှိတာလို့မေးတာရပြီထိုင်โอเคနည်းနည်းနောက်ဆုံးဘူးတော်လေကိုဒုံးနဲ့ချိန်တာအမစေကောမယ်တင်းနဲ့သုံးကိုစောင့်ခိုးလိုက်ဇက်ဆိုဖမ်းမယ်မကြောက်နဲ့နင်းပလာရင်ငါဆွဲရမယ်ကြားလိုက်ရခဲဟုတ်ပြီသူနဲ့တဲ့နေခဲဟုတ်ပြီငါပဲလာရင်မင်းပြန်ဆွဲတာမရဘူးလားဒါဆိုငါဒီလိုကင်ပြမယ်မင်းကြည်ရဲလားဘူးလေးကင်ပြမယ်လေဒီလိုကင်ပြမယ်ကြည်ရဲတယ်မလားဟောဒါကြတော့ကြည်ရဲသေတော့ငါမင်းပေါ့ခဲချိန်နာထိုးမယ်ဘူးတော့ဒုက္ခနာပဲဘုရားဘာသာဗမာလူမျိုးကိုယ်တော်မလုပ်တဲ့တာသူများလုပ်ရင်ဝေဖန်တယ်လို့အနေမနေမပေါ့ဘူးဘိုးရောပေါ့အဲ့ဒါမှမရှင်းလက်နိုင်ပြသူတဲ့ရှင်းတာကြည့်ရင်တော့ဂျပန်ကားသွားကြည့်တော့သူတဲ့ရှင်းအောင်တော့မပြတတ်တော့ဘူးပြောဒုက္ကိုင်နာဆရာဘယ်လောက်ဆိုထိုးမလဲဟုတ်ပြီကဲချိန်နာအမစေမာဒိတ်ပြခေါ်နေပြီနော်ဘယ်နှချိန်ရှိပြီလဲဟမ်နောက်တဲ့ဘယ်နှချိန်ကျန်လဲကဲဒီနေ့ချိန်ကိုရင်စောင့်ထိုးလိုက်တော့အဲ့ဟာအလေကိုထိုးနော်အောက်ကနေမကလော်လက်နဲ့နော်အဘမွေပတ်ပါလာမယ်နော်မြို့ငါတခါလေးပြောတာနော်ဒီလက်ကိုကိုက်ရင်ဒီနာကကျိုးစီးလို့ရတယ်ကြားလားခြေမကိုကိုက်ရင်ဒီကနေစီးလို့ရတယ်အဲ့ဒီမွေအပေါ်ကိုထိုးလိုက်လို့ဒီကိုကိုက်ရင်စီးစီရနေရမရှိဘူးနော်ဘာသာတင်းချမ်းကိုတိုင်းရောက်မှာကြားလားအေးတခါလေးပြောတာလားကဲချိန်သားတော့ဘယ်နှချိန်ရှိပြီလဲနောက်တဲ့ဘယ်နှချိန်ကျန်လဲနင်းနဲ့မထိုးနဲ့နော်နင်းနဲ့ထိုးရင်မင်းအဘက်ကပြေးတဘက်ကပြေးပြီကြားလိုက်ရအေးငါကြီးပဲနဲ့သိအောင်မကိုနဲ့အဲ့လည်းနိုင်ရင်ပြတယ်မနိုင်ရင်ပြေးမှာကဲချိန်သားဗုဒ္ဓကျုပ်ဓမ္မကျုပ်သံဃာကျုပ်ဒေဝကျုပ်ဗုဒ္ဓဥသောနန္ဒောဓမ္မဥသောနန္ဒောသံဃာဥသောနန္ဒောမာရာမိတုအာစီယဥသောနန္ဒောနန္ဒောနန္ဒငါးပါးဥထိပ်ပန်းစင်လျက်ဤပြပွဲစတင်ငါပြသပါ၏ရှေ့မှာသောင်းနေမေတော်နောက်မှာသောင်းနေမေတော်၄ပါးဝါရတာဒီကြီးနဲ့ပြင်းလင်းဒီတော်နှစ်ပါးဓာကိုထမ်းလို့ကြားကိုသိရှိရသားတဲ့ဝိုင်းတော်မင်္ဂလာတွင်မှာခွန်းရာအသွင်ပြောင်းဝေတကောင်ဖြစ်ကိုပြောင်းလဲပေးပါဒီကွင်းဒီသက်မှာစောင့်ကြတဲ့ကွင်းမိုင်ဖို့ဝေတကောင်ဖြစ်ကိုပြောင်းလဲပေးပါကောင်းလို့ကြတော့ကြည့်လားဒါကိုလမ်းမကိုင်ပြပါလေလားမင်းရေးတဲ့သူလမ်းကိုလမ်းပြတယ်လမ်းနဲ့အမေကသူလို့တာငါပဲလမ်းကွာကောင်းကိုကြအိုမသာမငင်းငင်းမနေတာတမျိုးအနာလာရလေးကိုအာယုံပြုသွေးတာကိုဆိုင်ခိုင်းတာကိုလို့တကောင်လုံးပြစ်အသေးမဟုတ်ဘူးအရှင်းလို့ကျင်တယ်ဘုံဘာတောင်မြတ်တောင်ကလမ်းမှာကျင်လေတစားတဲ့ဘန်းသားမှုပြီးတော့လား
ဒါနဘာကိုရင်ဝင်မှာပိုက်ဒါကိုကိုကြည့်လို့ကြားကိုကိုကြည့်ရသားတဲ့ဝိုင်းတော်မင်္ဂလာတွင်မှာ900အတွင်ပြောင်းဓာတ်ကိုလွတ်ရောခိုင်းရင်အဝိဇ္ဇာကိုကလွတ်အဝိဇ္ဇာပါလွတ်လွတ်စမ်းအမားစေမော်နဲ့ဘယ်နဲ့ချိန်လဲဟမ်နှစ်ချိန်ဟောခွေးသေးပြရတော့မယ်သမောဘယ်နဲ့ချိန်လဲနောက်တဲ့ဘယ်နဲ့ချိန်ကျန်လဲကဲဒီချိန်ခေါ်ရင်ထိုးမယ်ကဲစားရအောင်မတ်တခဏရအောင်အားတော့သေးဥပေါက်သွားပြီမင်းမဲကြံတော့ရှင်နေနေတို့အားတဲ့လူကရှိတော့အားတဲ့လူလိုရာကြီးကြွတယ်နားတယ်ကြီးလို့ဟုတ်ပြီလားဘသူမှပစိုးစားထမိန်စားဘောင်းမီစားသွဲမပြောက်အလကားပြလားအဲမှာပါတယ်ထားတဲ့သားဟုတ်ပြီမရှိတော့ဘူးမွေဖြစ်သွားပြီမင်းတို့ဦးလေးအဲ့လိုလွယ်လွယ်ပြောရင်ယုံလားမယုံဘူးလားမယုံဘူးသင်တော့တော်တော်ထင်ကြီးပုံရတယ်အဲ့ဒါကိုတချို့ကမြင်းနဲ့ပြရင်လိန်နဲ့ပြောသေးတယ်လူကြီးမပြောနဲ့ကလေးတော်လိန်မရဘူးအာနာပါနာနဲ့တော့ယုံတယ်လို့မယုံနော်အလကားလည်းပြသည်ကဲရှေတို့မယုံရင်မင်းတို့ရင်ဖွင့်ပြမယ်ရလားဟောနောက်ကလည်းစိတ်နောက်လည်းအရှိကလည်းစိတ်မချသူ့မှာနောက်ကလည်းစိတ်မချဝင်ကြလဲတော့ခွန်ရာကမွေဖြစ်ဦးလေးဘက်ကထောက်ခံပြီအဲ့ဒီတုတ်ကလေးကိုထောက်ဒီလိုအော်ဖြစ်ပြီးပြောလို့အော်ပြီဘယ်လိုအော်မလဲကျဲကျဲအော်ပါကွာမင်းလည်းဖြစ်ပြီးပြောအော်ရဖြစ်ပြီးပြောဟုတ်ပြီဝင်ကြလဲတော့ခွန်ရာကခွန်ရာပြည့်တယ်တော့မရောက်ပါဘူးဟုတ်ပြီအဲ့ညီမလေးပြတဲ့ခွန်ရာကခွန်ရာအတိုင်းပဲဝေမဖြစ်ရင်သားလက်ထဲဘာကင်သားလဲအဒီတုံးနဲ့ဦးလေးခေါင်းရိုက်ဝဲအောင်ရိုက်လူလိန်ဆိုပြီးတော့ရိုက်မမိလားကဲကြည့်အောင်အဲ့အောင်မဖြစ်မှရိုက်နော်ဒီလည်းမရိုက်တော့ဘူးကဲစက်ပြဲပြဲနဲ့တကယ်လုံးမယ်ကောဝေထီးရသားနဲ့ရိုက်ရင်တော့ဘလွေနဲ့စောင့်လို့ပါအဲ့ဖိုင်သက်ကြော်မုံကလည်းလက်ပါတယ်နော်ဒါလည်းပြောတာကဲရှေတို့နည်းနည်းချောင်းကြည့်အောင်ကောင်းကိုလို့နည်းနည်းရှေတို့ပါဒီကောင်လုံးဖြစ်ပြီးပြောဖေးကြလားဘုံရရှိသေးလားဘာဖြစ်နေတာလဲဖေးကြလားရပြီထိုင်မင်းမြင်ရတဲ့မွေခွေနေလားစက်နေလားဒုံလေးခဏချခွေတယ်ဝိုင်းဘလောက်လောက်ရှိလဲလက်ဝိုင်းပြလက်ဘေးတက်ကိုနည်းနည်းလျှော့ဟုတ်မင်းကငါတဲ့ဖင်ကောင်းအကြည့်ကျွန်တော်ဖွင့်ပြလို့အရိမွေအဲ့လောက်မရှိရင်သူ့ပါဝိုင်းရဲ့ဒါတော့တယောက်တည်းရိုက်မှကန်ဘယ်ဒုက္ခိုင်တပြေးပြေးနဲ့ကြီးလာတာကြည့်မလားသေးသွားတာကြည့်မလားကြီးတာကြိုက်တယ်ပေါ့မင်းလည်းငါတို့လိုပဲနော်ငါတို့ကလည်းကြီးကြိုက်တယ်ဟိုမှာရေခွက်တွေ့လားရောရေခွက်လေးကောက်ကိုင်မြန်လို့အနည်းဆုံးလက်တလန်ရှည်ပဲကြလက်တလန်ရှည်အောင်ပြမယ်အဲ့ဒီမွေကိုပြောတာမင်းကိုပြောတာလက်တလန်ရှည်အောင်ပြမယ်အမစင်တိလို့အောင်မယ်ရအောင်မယ်နားတော့ပကံများပေါ်ရေတဝက်လောင်းလိုက်အဲ့ဒီမွေလက်ကောက်ဝဲလောက်ကြီးမယ်နေ့ဆိုရင်အဲ့ဒီရေတွေအကုန်လုံးအဲ့ဒီမွေလက်တလန်ရှည်မယ်ဒုံးဆိုရင်သားလက်တွေကဒုံးနဲ့စောင့်ထိုးလိုက်ရလားလက်ကလည်းဒုံးနေတယ်မတော့ပါဘူးရေတွေကကုန်တော့ကျောင်းရေပကံများပေါ်တော့မကျောင်းရေပကံများကိုဖွင့်လောက်ဘယ်လိုလောင်းပါလဲတတိယရှိရပကံများပေါ်လောင်းကဲချိန်တော့မင်းမောင်မင်းလောင်းနေတယ်လို့တော့ဦးကြည့်လူအများကြီးရတဲ့မှာမဆက်မကြောက်ကူညီတာပုံမွင့်လေးလေးပြောငွေတွေပါတယ်တကယ်ကြောက်တယ်လို့လားသားကြောက်လားငွေကြောက်တဲ့ဦးကိုဂရီလေးတစ်လုံးပေးဒါမှဒီလိုငွေတွေတွေ့တယ်တန်နေမလားရှောင်သွားမလားရှောင်သွားမယ်ဖဏမပါဘူးစီကနေတန်နေပြီရလားမကိုင်းရင်ခြေတော့ကိုသားရပြန်ကြွထွက်သွားတဲ့ငွေကိုရိုက်မသက်နဲ့ချက်မသားနဲ့ဂရီပေးနေလားဒုံလေးခဏချအားတဲ့လက်ဝါးလေးခဏပြန်ဦးကိုကြည့်ဦးလေးတော့ဒီပညာမပြခင်ဖျားကြော်ပြီးတော့ကိုကာကွယ်ပြီးမှပြနေသတိထားမိတယ်မလားကိုက်ရင်သေးမှာဆိုလို့ဒီကလေးတစ်လုံးမဲ့ပေးငွေတွေတွေ့ရင်မရိုက်နဲ့ငွေသားမစားနဲ့မင်းဘွားတန်တန်နဲ့ချောက်ကားတိုက်ရင်နေသူများတကလောက်ကြအဲ့လိုငွေကိုက်တင်ချင်းလို့လို့မမိလားဟမ်မတွေ့လားရောဦးလေးလိုညာဘက်ကခဏငုံတာမြန်လို့ရေလောင်းမယ်ကြာလို့ယူချလိုက်တာဟာလားဘာမှစားနိုင်ယူမချနိုင်တော့ဒီကငါပေးတာပြီးကဲပေးတာမဟုတ်တော့ရှင်းမဖေရနောက်မှငါကာရထားတယ်ဥ့ကြီးဘဘဇတိရလို့ခေါ်တဲ့ငွေကမောပြောပါမှာဥရဲ့ဆရာစမန်လေးလုံးချန်တာဒီလိုငွေကင်းဆုံးမင်းမသေးမချင်းတော့မမိတာငွေသားတော့မသားနဲ့ငွေပြိုင်းနေမမိတယ်နော်ဈေးတွေပါတယ်ရောင်းဝယ်လုပ်တဲ့ရေခွက်တဲ့လက်ကလေးနဲ့ကိုးပံရောင်းတဲ့ပစ္စည်းတော့ပြရအောင်သူများတဲ့လေဦးတစ်လုံးသားတဲ့အပြည့်ဆုံးပေါ့မမိလားကဲရေလောင်းမယ်ချိန်တာအမစေမာတိုက်တော်လောက်ဗလန်များဖွင့်ဗလန်များလေးဖွင့်တော့တော်လောက်မင်းကိုကြိုက်လို့လားအကုန်လုံးလောင်းထားတယ်မင်းတို့ဒီနေ့နဲ့ပြန်တော့လောင်းပါဆိုအကုန်လုံးကဲအထက်ကမွေကြီးရင်မင်းနဲ့ဆိုင်လားငါနဲ့ဆိုင်လားမင်းလောင်းတာမင်းနဲ့ဆိုင်တယ်ဘယ်နဲ့ငါနဲ့ဆိုင်လဲချိန်တာဒီချိန်နေ့ဆိုဘာလုပ်မလဲအကုန်လောင်းလိုက်တော့မယ်ခုလေးပြောတာအမှတ်မိတယ်နော်စကားတွေပါတယ်ပြောဆိုပြောရင်ညာဘက်ကငုံပြောမမိလားတော့လို့တယ်မင်းဘယ်သူမှမကြည့်နဲ့ငါ့ကိုကြည့်
ဒီဘက်ကညီမလေးကွန်းရာကြီးပေးထားတယ်ဒီထဲမှာကွန်းရာထည့်ထားတာ